အခုရပိုင်းပေါ့နော်ကျွန်တော်ရဲ့စိတ်အခြေအနေဟာဆိုရင်တော်တော်လေးကိုတစ်ခါလေးအောင်ပြန်ပြီးတော့ကိုယ့်အကူကုစားနေရတဲ့အပိုင်းမှာရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့စဉ်းစားမိရဲ့ကျွန်တော်လိုမျိုးပဲဒီစိတ်တက်ကြနေရဲ့စိတ်ပိုင်းဆိုင်ရာမှာဟိုတော်တော်လေးကိုပြန်ပြီးတော့ကိုယ့်အကူခဲလုံနေရတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးရောက်နေတဲ့လူတွေအတွက်ကိုကျွန်တော်ပြောချင်တာကမိတ်ဆွေတို့ကိုကျွန်တော်နားလေတယ်ဒီအခြေအနေကနေဘယ်လိုကြော်ဖြတ်ရမလဲဘယ်လို motivate ရမလဲဆိုရင်ပေါ့နော်ကျွန်တော်ပြန်ပြီးတွေးစီခြင်းနဲ့အတွေးလေးတချို့ကိုတွေးဖို့အတွက်ကျွန်တော်အကြံပေးခြင်းနဲ့ဗာလဲဆိုတော့ကျွန်တော်ဥထက်ပူပြီးတော့စိုးတဲ့အခြေအနေရှိရတချို့ဆိုရင်ကရင်ပုံမှာယောဂဝေဒနာခံစားနေရလို့ဟလာညှဉ်းညူနေရတဲ့လူတွေရှိမယ်တချို့ဆိုရင်ကျွန်တော်တို့ထောင်နေအချင်းစကန်ထဲမှာရောက်နေတဲ့လူတွေရှိမယ်သူတို့ဆိုရင်ဒီယာတိဥဒ္ဒဒန်တွေရောเนาะပြီးတော့သူတို့ရဲ့စိတ်မွန်းကြမှုတွေရောဘယ်လိုခံစားရမလဲဘယ်လောက်ခံစားရမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ထက်ပူဆိုးတဲ့ဘဝကြီးဆိုတာအများကြီးရှိတယ်ကျွန်တော်တို့ဘဝကြီးကပဲကွက်ပြီးတော့စူးဝါးနေတာမဟုတ်ဘူးဆိုတော့ဒီအခြေအနေရနေပြီးတော့ပြန်ကြည့်ပေါ့နော်ဆိုတော့သူတို့တွေတောင်မှပဲသူတို့ရဲ့ဘဝကိုအရှုံးမပြီးဘဲနဲ့ရှေ့ဆက်သွားကြတယ်ကျွန်တော်တို့ကသူတို့လောက်တောင်အခက်အခဲတွေမွန်းကြမှုတွေပင်ပန်းမှုတွေမရှိဘဲနဲ့ဒီလောက်လေးကိုပဲကျွန်တော်တို့စိတ်ညစ်နေမယ်ဆိုရင်ကျွန်တော်တို့လူပြောလူညံ့နေဖြစ်သွားပါလိမ့်မယ်ကျွန်တော်ထင်ပါတယ်မိတ်ဆွေရောကျွန်တော်ကလူပြောလူညံ့နေမဟုတ်ဘူးဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးချင်ကြဘူးဆိုရင်ကျွန်တော်တို့အရှုံးမပေးဘဲနဲ့အရှိကိုရအောင်ဆက်ပြီးတော့ကြိုးစားမှရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပါမယ်အကောင်းဆုံးရှိဆက်ကြပါမယ်အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်ညဆိုရင်ကျွန်တော်ရဲ့အဖြစ်အပျက်ကိုပြန်ပြီးတော့ပြောပြရမယ်ဆိုရင် TikTok ပေါ်မှာ new feed မှာကျွန်တော်တွေ့လိုက်ရတဲ့ post လေးတစ်ခုရှိရဲကောင်မလေးတယောက်ယောဂဝေဒနာကိုအလူးလဲခံစားနေရတယ်ဘေးနားလေးမှာသူ့ရဲ့မိဘကြီးလေးရှိရပေါ့နော်သူညှဉ်းညူနေရတယ်အော်နေရတယ်အော်ကျွန်တော်စဉ်းစားမိရပေါ့နော်ငါအခုစိတ်ညစ်နေရဒီကဒီကောင်မလေးရဲ့စိတ်ညစ်စရာကြီးတော့ပြင်းထန်ပါမလားသူ့မှာဆိုရင်ဒီယာတိဥဒ္ဒဒန်နဲ့အခုဆိုရင်မြန်မာနိုင်ငံအရန်ပူတယ်ဗျာနော်မီးရလဲလာတစ်ချက်မှလာတစ်ချက်ဆိုတော့ကျွန်တော်တို့ယာတိဥဒ္ဒဒန်ကိုလူးလဲခံစားရတယ်သူ့မှာပူတဲ့ဒဏ်ကိုလဲခံစားအောင်မယ်နောက်ပြီးတော့ဒီဝေဒနာရဲ့ဒဏ်ကိုလဲခံစားအောင်မယ်သူဘယ်လောက်တောင်နာကျင်နေမလဲသူ့ရဲ့နာကျင်မှုတွေလောက်ငါ့ရဲ့နာကျင်မှုကရောပြင်းထန်ပါမလားဆိုပြီးတော့ကျွန်တော်ကဒီအခက်အခဲလေးကိုပဲနော်ကိုယ့်ရဲ့အခက်အခဲလေးကိုပဲကိုယ့်ရဲ့ပြဿနာကိုပဲအကြီးလို့ထင်နေတာဒါပေမဲ့ဒါက normal ပါပဲလူတိုင်းကြုံနေရမယ်လူတိုင်းဖြတ်တန်းနေရတယ်ဆိုတော့ကျွန်တော်လက်ခံမိလာတယ်မြင်မိလာတယ်နောက်ပိုင်းမှာငါရှိရောရအောင်လို့တလန်းနလန်းဖြစ်အခြေလန်းလေးလမ်းကြည့်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ခွန်အားလေးရမိရပေါ့နော်ဒီညီမလေးအများဆုံးတက်တာစီဖို့အတွက်လည်းကျွန်တော်အနေနဲ့ comment ထဲမှာရေးပေးဖြစ်ခဲ့ရကျွန်တော်တို့ဘဝကြီးမှာကြုံနေရတဲ့အခက်အခဲတွေကိုအရန်ပေါ့နော်ကိုပြဿနာပဲပူကြီးရလို့မထင်ပါနဲ့ကိုထပ်ပူဆိုးတဲ့ဘဝအခြေအနေဆိုတာအများကြီးရှိပါတယ်လွယ်လွယ်နဲ့အရှုံးမပေးပါနဲ့လို့ပဲကျွန်တော်အနေနဲ့ကတော့အကြံပြုခြင်းနဲ့အားပေးစကားလေးပြောချင်ပါတယ်ဆိုတော့အကောင်းဆုံးကျွန်တော်တို့ကြိုးစားကြမယ်အနာဂတ်မှာပုံမူပြီးတော့တောက်ပြောင်တဲ့ဘဝကြီးရရှိလာဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကြိုးစားမှပဲရပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်